ကိုဒီမောင်ပြောကိုဒီမောင်ရှင်ရစာလေးရှင်စားလိုက်ပါအောင်နော်တော့ဘိုင်းမစားလို့ပါခင်ဗျာကျမကစေတနာနဲ့တွေ့ရအောင်မစားဖို့လေးရှင်စိတ်မဆိုးပါနဲ့ညီမရဲ့ကျမကိုစိတ်မဆိုးစေရင်ရှင်ကျမနဲ့ဒီမှာတစ်သက်လုံးကြည့်ရမယ်အဲ့ဒါမဖြစ်နိုင်ပါဘူးညီမရဲ့အကိုမှအမျိုးသမီးရှိရဲ့ကျမရှင်ကိုဒီရွှေပေးမယ်လေဒီလိုကိစ္စဆိုတာဒီလိုရွှေနဲ့အလဲနဲ့လုံးလို့ရတဲ့ကိစ္စမဟုတ်ဘူးလေညီမရဲ့ကျမကမနှလို့လားဟင်ညီမကလှပါတယ်အကိုအနေနဲ့ကကျင့်ဝတ်အနေနဲ့မဖောက်ပြနိုင်တယ်လို့ခံစားချက်အနေနဲ့လေအကိုမျိုးသမီးတယောက်တည်းကိုပဲချစ်လို့ပါဟောအဲ့ဒါဆိုရင်ရှင်ရဲ့တစ္ဆာချင်းကိုကွန်ပျူတာအနေနဲ့ဒီရွှေတော့ကိုပေးလိုက်မယ်ကျွန်တော်မယူပြစိတ်နဲ့ညီမရဲ့ကိုခုံကိုအားနဲ့စူးစမ်းလို့ရတာမှမဟုတ်ရင်ကျွန်တော်မယူချင်လို့ပါနော်ရှင်သိကြလားဟုတ်သိကြပါတယ်ညီမကောင်းပြီလေရှင်ရတာဆိုတကယ်လူကောင်းတစ်ယောက်ပဲရှင်ပြန်လို့ရပါပြီကျေးဇူးတင်ပါတယ်ညီမမှာတကယ်လို့အကူညီလို့အပ်လာခဲ့ရင်ရုံးဆောင်ရအောင်လာခဲ့ပါနော်ကိုတင်မောင်လို့မင်းလူတိုင်းသိပါတယ်ဒါနဲ့ညီမနာမည်ကဘယ်သူလဲဟဲ့လာပါကိုတင်မောင်အော်လေကိုတင်မောင်တတိယလာပြီတော်သေးတာပေါ့တော့ဒီကိုဘလို့ပြန်ရောက်လာတာလဲရှင်ညပြန်မလာလို့ကျမတို့တညလုံးလိုက်ရှာတာလုံးဝမတွေ့တာနဲ့မျက်နှာကျွန်းသားထိသွားပြီးရှာတာအဲ့မှာရှင်ကိုကန်းချိန်မှတွေ့တော့တာပဲကျမကြီးမင်းအဲ့မျက်နှာကျွန်းသားပါသွားလို့တာလေအဲ့ဒါမျက်နှာကျွန်းသားကျွန်တော်မသိပါဘူးဗျာငါမရတော့အဲ့ကျွန်းသားမသွားဘူးလားနဲ့ကျွန်တော်အဲ့နာထိသွားလိုက်တာကွာမင်းမျက်နှာကျွန်းသားများသွားရတယ်လို့ကွာဘာဖြစ်တာတော်သေးရပေါ့အော်မျက်နှာကျွန်းနဲ့လားဘာဖြစ်လို့လဲမျက်နှာကျွန်းอ่ะကျွန်တော်မသိလို့ဖြစ်လိုက်ပါလေမင်းတို့ကနောက်မှရောက်လာတယ်လူတွေဆိုတော့မသိတော့တာကျွန်တော်ပြီးတော့အဲ့ကျွန်းမှာလေမျက်နှာဆိုတဲ့မိန်းကလေးနဲ့တွေ့ခဲ့တယ်ကျွန်တော်သူ့ကယ်လိုက်တာဗျကွာတင်မောင်မင်းအဲ့လူမဟုတ်ဘူးတဆေးကွာဗျာဘလို့ဖြစ်လို့တဆေးဖြစ်တာလဲဗျသူ့အကြောင်းကတလားဖို့ကောင်းတယ်လို့ကြောက်ဖို့လည်းကောင်းတယ်ကွာအေးမင်းတို့သိထားအောင်ငါပြောပြမယ်